ဒီကောင်မလေးကတော့ American $9000 ရဖို့အတွက်ရေခဲတစ်တာထဲမှာမတော်တဆအနှစ်20လောက်ပေးမိနေခဲ့တယ်။သူမပြန်နိုးလာတဲ့အချိန်မှာတော့သူ့ရဲ့ရုပ်ရည်ကလုံးဝမပြောင်းလဲပဲရှိနေခဲ့ပြီးတော့သူမရဲ့စိတ်ထဲမှာလည်းအချိန်တရက်ပဲကုန်သွားတယ်လို့ထင်နေခဲ့တယ်။ကဘာကြီးကဘလောက်တောင်ပြောင်းလဲသွားပြီလဲဆိုတာကိုခုထိပါမှမသိသေးဘူးပေါ့။ဒီတော့သူမကဘတ်စကားပေါ်ရောက်တာနဲ့အိတ်ထဲကပိုက်ဆံ100တန်တရက်ကိုထုတ်ပြီးတော့ငွေကောက်ခံတဲ့ဘူးတွေကိုထည့်လိုက်တယ်။ဒီတော့ရင်မောင်းကသူ့ကိုအံ့ဩတကြီးကြည့်နေခဲ့တယ်။လီလီကလည်းရင်မောင်းစီကိုလက်လန်းပြီးပြန်အငွေပိုက်ဆံတောင်းလိုက်တော့ရင်မောင်းကသူ့ပိုက်ဆံကကားကအတွက်ပြည့်တောင်မပြည့်သေးဘူးလို့ပြောလိုက်တာကြောင့်လီလီလည်းဦးကြောင်ကြောင်နဲ့မော်ကြည့်လိုက်တော့ကားက1300ကျပ်အထိဈေးတက်သွားတယ်ဆိုတာသိလိုက်ရတယ်။လီလီရဲ့စိတ်ထဲမှာမနေ့ကထီကားက90ပေးရတာပါဆိုပြီးကြောင်တောင်ဖြစ်နေခဲ့တာပေါ့။ရင်မောင်းကတော့သူမကိုမြို့ပေါ်အခုမှတက်လာတဲ့တောသူမလေးလို့ထင်သွားခဲ့တယ်။ဒါပေမဲ့ကားဆရာကပင်ပန်းနွမ်းနယ်နေတဲ့သူမကိုကြည့်ပြီးတော့ဘာမှဆက်မပြောတော့ဘဲဒီတိုင်းထားခဲ့လိုက်တယ်။ဒီလိုနဲ့လီလီကသူ့အိမ်ကိုပြန်ရောက်လာပြန်တော့သူမအခြေကြီးအော်ခေါ်နေခဲ့ရင်မဲ့အထဲကနေဘယ်သူမှထွက်မလာကြဘူး။ဒီတော့အားကုန်တုံးပြီးတကားကိုဆွဲဖွင့်လိုက်ပြန်တော့တကားလက်ကင်ကကျွတ်ထွက်သွားပြန်တယ်။တကားကိုတွန်းဖွင့်ပြီးအိမ်ထဲကိုဝင်လာတဲ့အခါမှာလဲသူ့အိမ်ထဲကပစ္စည်းတွေအားလုံးပျောက်ဆုံးနေရဆိုတာသိလိုက်ရတယ်။ဒီနောက်မှာတော့အိမ်နီးနားချင်းတယောက်ပြောပြတာကြောင့်သူ့အိမ်ကလူတွေကတခြားနေရာကိုပြောင်းသွားကြပြီဆိုတာသိလိုက်ရတယ်။ဒီတော့လီလီလည်းသူ့မိသားစုစီကိုဆက်သွယ်ဖို့အတွက်လက်ကင်ဖုန်းကိုအလျင်မြန်ဆွဲထုတ်လိုက်တော့လဲဖုန်းကတက်ခဲ့အားကုန်နေပြီဆိုတာသိလိုက်ရပြန်တယ်။ဒါနဲ့သူမလည်းဖုန်းကိုပြင်ဖို့အတွက်ဖုန်းပြင်ဆိုင်တစ်ခုစီရောက်လာပြန်တော့ဖုန်းဆိုင်ကလူတွေကဒီလိုဖုန်းတွေကဒီဘက်ခေတ်မှာမတုံးကြတော့တာကြောင့်အားသွင်းကျိုးတော်မရှိတော့ဘူးလို့ပြောလိုက်တယ်။လီလီလည်းအံ့ဩသွားပြီးဒီဖုန်းကလွန်ခဲ့တဲ့3လလောက်ကမှအစ်စ်ဝယ်ထားတဲ့ဖုန်းလို့ပြောလိုက်တော့ဖုန်းဆိုင်ကလူတွေကသူ့ကိုစိတ်မနှံဘူးလို့ထင်နေခဲ့ကြတယ်။ဒါနဲ့လီလီလည်းကြံရမရတဲ့အဆုံးအကူအညီတောင်းဖို့အတွက်ရဲစခန်းကိုရောက်သွားခဲ့တယ်။စစ်ဆေးဖို့အတွက်မှတ်ပုံတင်ကပ်ပြားပြခိုင်းတဲ့အခါမှာတော့သူ့အိတ်ထဲကနေရှေးဟောင်းပစ္စည်းတွေအများကြီးကိုတွေ့လိုက်ရတာကြောင့်ရဲရရှိအတော်များများလည်းအံ့ဩကုန်ကြတယ်။လီလီရဲ့မှတ်ပုံတင်ကိုပြလိုက်တဲ့အခါမှာတော့ရဲတွေပို့ပြီးတော့တောင်ထိတ်လန့်သွားခဲ့ကြတယ်။ဘာလို့ဆိုမှတ်ပုံတင်ကပ်ပြားအရလီလီရဲ့အသက်က44နှစ်လို့ပြသနေပေမဲ့သူ့ရုပ်ရည်ကအသက်အရွယ်နဲ့လုံးဝမကိုက်ညီတာကြောင့်ပဲဒါကိုရဲရရှိတွေအားလုံးမယုံကြည်နိုင်ဖြစ်နေခဲ့ကြတယ်။တကယ်တော့လီလီကလွန်ခဲ့တဲ့အနှစ်20ကတည်းကကျောင်းလခ9000ရရှိဖို့အတွက်နဲ့လူသားရေခဲတက်ခွဲခန်းစမ်းသပ်မှုမှာတရက်တာပါဝင်ခဲ့ပြီးတော့စမ်းသပ်မှုပြီးခန်းကြီးချိန်မှာပဲစမ်းသပ်မှုတာဝန်ခံဆရာဝန်ကလမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီးရှော့သွားခဲ့တယ်။အဲ့ဒီအချိန်မှာပဲတစ်ဖက်မှာတော့အေးခဲချိန်ကျော်သွားခဲ့ပြီးတော့တက်ခွဲခန်းထဲကအရေးပေါ်နှုတ်ဆက်ကထပ်မိလာခဲ့တယ်။အေးခဲမှုကိုဘလို့ရည်ပြန်ပြောင်းအောင်လုပ်ရမယ်ဆိုတာကိုသိတဲ့တူဦးတဲ့သောသူကတာဝန်ခံဆရာဝန်ဖြစ်နေခဲ့တာကြောင့်လက်ထောက်ကဒီခြေနေကိုထိန်းချုပ်နိုင်ဖို့အတွက်အရေးပေါ်ဘေးကင်းလုံခြုံရေးစနစ်ကိုဖွင့်ပြီးအေးခဲနေတဲ့လီလီနဲ့အခြားသူတွေအကုန်လုံးကိုမြေအောက်ခန်းတနေရာမှာဖွက်ထားခဲ့လိုက်တယ်။စီမံကိန်းရင်းနှီးမြှုပ်နှံသူကလည်းခေါင်းဆောင်နိုင်ဖို့အတွက်လီလီတို့ကိုစမ်းသပ်မှုမစခင်ကတည်းကထွက်သွားကြပြီလို့လက်ထောက်ကိုလိန်ပြောခိုင်းလိုက်တယ်။ဒီလိုနဲ့ပဲလီလီကပုံစံမပြတ်ပဲအနှစ်20လောက်ပျောက်ဆုံးနေခဲ့တာပေါ့။ရဲစခန်းကလီလီရဲ့အိမ်ထောင်စုဇယားနဲ့မှတ်ပုံတင်ကအချက်လက်တွေကိုအခြေခံပြီးရှာလိုက်တော့သူ့မိဘတွေရဲ့ဖုန်းနံပါတ်ကိုအရင်မြန်ရှာတွေ့ခဲ့ပေမဲ့ဖုန်းခေါ်လိုက်တဲ့အခါဘယ်သူမှဖုန်းမကင်ကြဘူးဖြစ်နေပြန်တယ်။ဒီတော့လီလီလည်းသူ့မေစီကို message အဆောင်ပဲပို့ထားခဲ့လိုက်ရတယ်။ဒီနောက်သက်40လောက်ရှိတာတောင်ဒီလိုနှုတ်ပြနေအောင်ဗာဆေးများစားထားလဲဆိုပြီးရဲမေတယောက်ကကတိုးလေးမင်းနေခဲ့တာကြောင့်လီလီလည်းဘာမှကိုနားမလည်နိုင်ဖြစ်နေခဲ့တာပေါ့။ဒီနောက်လီလီလည်းရဲစခန်းကထွက်လာခဲ့ပြီးတော့ကျောင်းသားကိုရောက်လာပြန်တော့ကျောင်းသားလေးတွေကသူမမြင်ဘူးတဲ့လျှက်စစ်ပစ္စည်းတွေကို